Hello အားလုံးပဲမင်္ဂလာပါနော်ဒီတစ်ပတ်ကတော့မအားတာနဲ့နေတိုက်ကိုမတင်ဖြစ်ပါဘူးမတင်ဖြစ်တော့ပါဘူးအဲဒါကြောင့်တစ်ပတ်စာအချုပ်ကိုတခါတည်းဒီတစ်ပတ်အတွက်ပေးခဲ့ပါမယ်ကြိုက်တဲ့ပတ်တီဆိုလဲပတ်တီတစ်မျိုးခွေဆိုလဲခွေတစ်မျိုးမင်းရင်တစ်မျိုးကြိုက်တဲ့ဟာကိုယူဆော့လို့ရတယ်အကုန်လုံးအားကောင်းတယ်ကြိုက်တဲ့တစ်မျိုးကိုယူဆော့လို့ရပါတယ်22ရက်12လ25ကနေ26ရက်12လ25အထိတစ်ပတ်စာအချုပ်ပတ်တီကတော့3ရက်6ရက်4ရက်8ရက်ပါခွေကတော့9312အခွေအပူပါနဲ့0945အခွေအပူပါကြိုက်တဲ့တစ်မျိုးယူဆော့လို့ရတယ်အရန်ကွက်က80 90 183625မင်းကွက်ကတော့80 9 9 34354589မင်းထဲမှာတော်တော်လေးကိုကောင်းတဲ့အကွက်တွေလည်းပါတယ်အဲ့ဒါကိုယူဆော့လို့ရပါတယ်အပူကတော့ဒီတစ်ပတ်တော့အားတော့ကောင်းနေလို့ထင်တယ်9ပတ်မြောက်တောင်ဖြစ်သွားပြီဆိုတော့လေအဲ့ဒါကြောင့်မလို့အပူခွေမှာဆိုအပူပါလေးထည့်စော်စီခြင်းနဲ့အခွေတစ်မျိုး939ခွေကိုမွေးမဲ့ဆိုရင်939ခွေတစ်မျိုးတည်းမွေးပါ0945ခွေတစ်မျိုးတည်းမွေးမဲ့ဆိုရင်0945ခွေတစ်မျိုးတည်းမွေးပါအကုန်လုံးယူဆော့ရမယ်လို့မဆိုလိုပါဘူး3ပတ်တီကျရင်3ပတ်တီပတ်လို့ရတယ်6ပတ်တီကျရင်6ပတ်တီတစ်လုံးနဲ့ပတ်လို့ရတယ်တစ်ပတ်စာဆိုတော့ခဏန်းကအများကြီးထွက်မှာဖြစ်တဲ့အတွက်တစ်လုံးနဲ့မကပါဘူးထွက်မှာကကြိုက်တဲ့ကိုအားတန်တဲ့တစ်မျိုးကိုရွေးဆော့လို့ရပါတယ်ဒီဗီဒီယိုလေးကိုမြင်လို့ရှိရင် like and share လေးကိုလုပ်တယောက်တစ်ချက်လုပ်ပေးခဲ့ကြပါ subscribe လုပ်ရသေးတဲ့အကူလူတွေလည်း subscribe လုပ်ပေးခဲ့ကြပါဒီဗီဒီယိုလေးကိုတွေ့သူမြင်သူအားလုံးကန်တူကန်ဆက်နိုင်ကြပါစေအရာအားလုံးလုပ်သမျှကိုင်သမျှအားလုံးအစဉ်ပြေချောမွေ့ပါစေကန်ထူကန်ဆက်နိုင်ကြပါစေ